ကန်တကီပြည်နယ်ဝစ်မှာခွင့်ပြုထားသောစားစာများအကြောင်းဗီဒီယိုမှာကြိုဆိုပါရစေ။ယနေ့မှာတော့ဝစ်မှာခွင့်ပြုထားသောစီရီယယ်မျိုးမျိုးကိုလေ့လာကြပါမယ်။တင်တွက်တလစာကိုစီရီယယ်36အောင်စာရရှိမှဖြစ်ပြီးမတူညီသောဘူးရွယ်စားများကိုဝယ်ယူနည်းကိုလည်းလေ့လာထားဖို့လိုပါတယ်။ဝစ်ကခွင့်ပြုထားသောစားစာများကိုဝယ်တဲ့အခါကုန်စုံဆိုင်ရှိ WIC approve WIC ခွဲယူခွင့်ပြုထားတဲ့ဆိုင်းဘုတ်ကတ်ထားတာရှင်းရှိကိုသေချာကြည့်ဖို့လိုပါတယ်။ဒီဆိုင်းဘုတ်များဟာကန်တကီပြည်နယ် WIC အစီအစဉ်အာဟာရနဲ့ကိုက်ညီသောအစားအစာများဝယ်ယူနိုင်ရန်လမ်းညွှန်အမှတ်သားများဖြစ်ပါတယ်။ WIC ခွင့်ပြုထားသောအစားအစာများကိုဝယ်တဲ့အခါ BNG Food, General Mills, Kellogg, Post, Quaker နဲ့ Malt O'Meal အမှတ်တံဆိပ်များကိုရှာဖွေဝယ်ယူကြပါအဲ့ဒီအမှတ်တံဆိပ်တွေမှာ36အောင်စ18အောင်စ24အောင်စ12အောင်စနဲ့10အောင်စကဲ့သို့သောဘူးရွယ်စာမျိုးမျိုးရှိကြပါတယ်သင်ဟာတလစာအတွက် cereal 36အောင်စာရရှိမှာဖြစ်ပါတယ်။အဲဒါကြောင့်36အောင်စာရဖို့အတွက်18အောင်စာဘူး2ဘူးရှာယူရမှာဖြစ်ပါတယ်။36အောင်စာဘူးကိုရှာတွေ့ခဲ့မယ်ဆိုရင်တဘူးထဲနဲ့လုံလောက်ပါပြီ။12အောင်စာဘူးကိုဆိုရင်36အောင်စာပြည့်ဖို့အတွက်3ဘူးဝယ်ယူရမှာဖြစ်ပါတယ်။10အောင်စာဘူးဆိုရင်လည်း36အောင်စာပြည့်ဖို့အတွက်3ဘူးပဲယူရမှာဖြစ်ပါတယ်။တင်ဝယ်ယူရမယ့်ပမာဏအပြည့်ရှာဖွေရန်နဲ့စီရီယယ်ဘူးများဟာ WIC မှာအတည်ပြုထားတဲ့စာရင်းထဲမှာပါဝင်မှုရှိမရှိကိုသေချာစွာစစ်ဆေးပါ။ကန်တကီပြည်နယ် WIC approve video ကိုပါဝင်ကြည့်ရှုပေးတဲ့အတွက်အရင်ပဲကျေးဇူးတင်ပါတယ်။နောက်ထပ်သင်တဲ့မိသားစုအတွက်အာဟာရပြည့်ဝသောရွေးချယ်မှုပြုလုပ်ရတွင်အကူအညီဖြစ်စေမည့်အကြံပြုချက်များကိုလည်းစောင့်မျှော်ကြည့်ရှုပေးကြပါရှင်။